စီးပွားရေးကဏ္ဍမှာအရေးပါနေပေမဲ့ခြံလှပ်ထားခံရစေထိုင်းနိုင်ငံရဲ့လိမ်ဝန်ဆောင်မှုလုပ်ငန်းထိုင်းနိုင်ငံမှာလိမ်ဝန်ဆောင်မှုလုပ်ငန်းလို့ပြောလိုက်ရင်လူ့ကျင့်ဝတ်ဆိုင်ရာဒါမှမဟုတ်ဥပဒေရေးရာပြဿနာတစ်ခုဖြစ်တာမကြာခဏဆွေးနွေးလေရှိကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဒီလုပ်ငန်းဟာထိုင်းနိုင်ငံရဲ့ခီးသွွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းနဲ့ရွှေ့ပြောင်းလုပ်သားဈေးကွက်ကိုချိတ်ဆက်ထားတဲ့ informal economy ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့တရားဝင်စည်ရင်းစရာတွေနဲ့အများပြည်သူဆွေးနွေးမှုတွေမှာတော့ဒီလုပ်ငန်းရဲ့စီးပွားရေးအခန်းကဏ္ဍကိုမကြာခဏခြံလှပ်ထားစေဖြစ်ပါတယ်။သမိုင်းကြောင်းအရကြည့်ရင်အယုဒ္ဓယခေတ်1351ကနေ1968ခုနှစ်ကတည်းကလိမ်လုပ်သားတွေဟာအစိုးရရဲ့စီးကျက်မှုအောက်မှာကျန်းမာရေးစစ်ဆေးမှုခံယူပြီးဝင်ငွေခွန်ပေးဆောင်ရတဲ့တရားဝင်လုပ်ငန်းတစ်ခုဖြစ်ခဲ့ပါတယ်။မွန်ဂိုဘီရင်လက်ထက်မှာလည်းဒီကဏ္ဍကထွက်ခွာလူသူတွေအတွက်တင်နန်းတွေနဲ့ကာကွယ်ရေးဂေဟာတွေဖွင့်လှစ်ပေးခဲ့ပူပါတယ်။နောက်ပိုင်းဒုတိယကမ္ဘာစစ်နဲ့ဗီယက်နမ်စစ်ပွဲကာလတွေမှာနိုင်ငံခြားစစ်သားတွေဝင်ရောက်လာမှုကြောင့်ဒီလုပ်ငန်းဟာအမျိုးသမီး၄သိန်းခန့်အထိပါဝင်လာတဲ့စီးပွားဖြစ်ကဏ္ဍကြီးတစ်ခုဖြစ်ကြီးထွားလာခဲ့ပါတယ်။ဒါပေမဲ့1960ပြည့်နှစ်မှာကုလသမဂ္ဂရဲ့ဖိအားတွေနဲ့အတူလိမ်ဝန်ဆောင်မှုလုပ်ငန်းကိုပထမဆုံးအကြိမ်ရာဇဝတ်မှုအဖြစ်သတ်မှတ်ခဲ့ပြီးလက်ရှိကျင့်သုံးနေတဲ့1996ခုနှစ် Prevention and Suppression of Prostitution Act အရထိုင်းနိုင်ငံမှာလိမ်ဝန်ဆောင်မှုပေးခြင်းဟာဥပဒေအရတရားမဝင်ဖြစ်နေပါတယ်။ဒါပေမဲ့ဒီအခြေအနေတွေကိုပြောင်းလဲဖို့လိမ်လုပ်သားတွေရဲ့အခွင့်အရေးတွေနဲ့အလုပ်ကိုင်တွေကိုအသိမှတ်ပြုဖို့အတွက် decriminalization ဥပဒေကြမ်းတွေကိုလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တချို့ကဇက်တိုက်အဆိုပြုဆွေးနွေးခဲ့ကြပါတယ်။ဥပဒေအရတရားမဝင်ဖြစ်ပေမဲ့မြေပြင်မှာတော့ဒီလုပ်ငန်းဟာဖျော်ဖြေရေးလုပ်ငန်းပုံစံနဲ့ဆက်လက်လည်ပတ်နေစေဖြစ်ပါတယ်။ဥပမာဘားဆိုင်တွေမှာ lady drink စနစ်ဖောက်တယ်ကဘားဆိုင်ကိုကြေးပေးဆောင်ပြီးမှအလုပ်သမားကိုအပြင်ခေါ်ထုတ်နိုင်တဲ့ဘားဖိုင်စနစ်လိုစီးပွားရေးပုံစံတွေဟာလက်တွေ့မှာဆက်လက်တည်ရှိနေပါတယ်။လိမ်ဝန်ဆောင်မှုကဏ္ဍဟာဓာတ်ရိုက်ဝင်ငွေတွေမကပဲဟိုတယ်စားတောက်ဆိုင်တည်ယူပို့ဆောင်ရေးနဲ့အခြားဝန်ဆောင်မှုလုပ်ငန်းများစွာကိုလည်းအထောက်အပံ့ပေးနေပါတယ်။ COVID-19 ကပ်ရောဂါမတိုင်မီ Tourism Authority of Thailand TAD ရဲ့စာရင်းဇယားတွေအရ2019ခုနှစ်မှာပတ်တရားကိုနိုင်ငံခြားခရီးသွား9.44 သန်းခန့်လာရောက်ခဲ့ပြီးဘတ်300ဘီလီယံခန့်ဝင်ငွေရရှိခဲ့ပါတယ်။ခရီးသွား85ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိဟာလိမ်ဝန်ဆောင်မှုတစ်ခုတည်းအတွက်လာရောက်ကြတာမဟုတ်ပေမဲ့ပတ်တရားလိုညဘက်ဖျော်ဖြေရေးရက်ကွက် Red Flag District တွေကတော့ခရီးသွားလုပ်ငန်းတစ်ခုလုံးလည်ပတ်နိုင်ဖို့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ဆက်လက်ပံ့ပိုးနေပါတယ်။ကက်ယောဂါကာလအတွင်းခရီးသွားလုပ်ငန်းရပ်တန့်သွားချိန်မှာဒီကဏ္ဍနဲ့ဆက်ဆက်နေတဲ့စီးပွားရေးလုပ်ငန်းများစွာထိခိုက်ခဲ့သလိုတရားမဝင်ဖြစ်သတ်မှတ်ထားခံရတဲ့လိမ်လုပ်သားတွေဟာလူမှုဖူလုံရေးအစီအစဉ်တွေနဲ့အစိုးရထောက်ပံ့မှုတွေကနေပုံမိုဖယ်ကျင်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာလည်းခီးသွွားလုပ်ငန်းပြန်လည်နလန်ထူလာပေမဲ့ပတ်တရားလိုခီးသွွားမျိုးတွေမှာဖျော်ဖြေရေးနဲ့ဝန်ဆောင်မှုကဏ္ဍတွေကတော့ဒေသစီးပွားရေးအတွက်အရေးပါတဲ့အစိတ်ပိုင်းဖြစ်ဆက်ပြီးတည်ရှိနေစေဖြစ်ပါတယ်။ဒီဖြစ်စဉ်ဟာထိုင်းနိုင်ငံတနိုင်ငံနဲ့မသက်ဆိုင်ပဲမြန်မာနိုင်ငံနဲ့လည်းနီးကပ်စွာချိတ်ဆက်နေပါတယ်။ ILO, Empower Foundation နဲ့ John Hopkins Bloomberg School of Public Health တို့ရဲ့သုတေသနတွေအရထိုင်းနိုင်ငံရဲ့ဖျော်ဖြေရေးနဲ့လိမ်ဝန်ဆောင်မှုကဏ္ဍတွေမှာမြန်မာရွှေ့ပြောင်းအမျိုးသမီးတွေနဲ့လူငယ်တွေသိသာထင်ရှားတဲ့အရေးအတွက်နဲ့ပါဝင်လုပ်ကိုင်နေကြပါတယ်။2021ခုနှစ်မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့2024ခုနှစ်စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းထိုင်းနိုင်ငံကိုတိမ်းရှောင်လာသူပိုမိုများပြားလာခဲ့ပြီး Empower Foundation နဲ့ ABNSW တို့ရဲ့2024ခုနှစ်ထုတ်ပြန်ချက်တွေကလည်းမြန်မာရွှေ့ပြောင်းလူငယ်တွေဒီကဏ္ဍထဲပိုမိုဝင်ရောက်နေစေဖြစ်ကြောင်းနဲ့ဥပဒေအရအကာအကွယ်မဲ့မှုတွေကိုဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်းဖော်ပြထားပါတယ်။ထိုင်းနိုင်ငံမှာလိမ်ဝန်ဆောင်မှုလုပ်ငန်းဟာတရားမဝင်ဖြစ်နေတဲ့အတွက်ဒီကဏ္ဍမှာလုပ်ကိုင်နေကြတဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာပွဲစားတွေအလုပ်ရှင်တွေနဲ့တာဝန်ရှိသူတချို့ရဲ့ခေါင်းပုံဖြတ်မှုငွေညှစ်မှုနဲ့အလုပ်သမားခွင့်ရေးချိုးဖောက်ခံရမှုတွေကိုပုံမိုရင်ဆိုင်နေကြရပါတယ်။တစ်ဖက်မှာလည်းသူတို့ရရှိတဲ့ဝင်ငွေတွေဟာမြန်မာနိုင်ငံကမိသားစုတွေစီပြန်လည်စီးဆင်းနေပြီးနှစ်နိုင်ငံစလုံးရဲ့ informal economy ကိုချိတ်ဆက်ပေးနေပါတယ်။ဒါကြောင့်ထိုင်းနိုင်ငံရဲ့လိမ်ဝန်ဆောင်မှုလုပ်ငန်းကိုလူကျင့်ဝတ်ဒါမှမဟုတ်ဥပဒေရေးရာပြဿနာတစ်ခုဖြစ်တာမမြင်ပဲရွှေ့ပြောင်းလုပ်သမားလူ့အခွင့်အရေးနဲ့ဒေသတွင်းစီးပွားရေးကိုချိတ်ဆက်ထားတဲ့မူဝါဒဆိုင်ရာအကြောင်းအရာတစ်ခုဖြစ်လဲသုံးသပ်ဖို့လိုအပ်နေပါတယ်။စာရေးသူခေလူရဲ့စီးပွားရေးကဏ္ဍမှာအရေးပါနေပေမဲ့ခြံလှပ်ထားခံရစေထိုင်းနိုင်ငံရဲ့လိမ်ဝန်ဆောင်မှုလုပ်ငန်းဆိုတဲ့ဆောင်းပါးကိုတင်ဆက်ခဲ့တာဖြစ်ပါတယ်။